မင်္ဂလာပါတုတ်ပီ entertainment ကနေကြိုဆိုပါရစေရှေ့ဗီဒီယိုမှာပြောခဲ့သလိုပဲ monetization မပွင့်ခင်ဖြတ်ကျော်ရမယ့်အကြောင်းတွေပြောပြမှာပါတတော်မှာဆိုရင် monetization ပွင့်ဖို့ follower 1000လိုအပ်ပါတယ် YouTube မှာဆိုရင် monetization ပွင့်ဖို့ follower 1000နဲ့ watch hour 4000လိုအပ်ပါတယ် Facebook မှာဆိုရင် qualify content တွေတင်နိုင်ရင် follower 1000ခဏနဲ့ monetization invite လုပ်ခံရနိုင်ပါတယ်ဆိုတော့စပြောမယ့်အကြောင်းအရာကဘာတွေတင်မှာလဲ audience တွေဘယ်လိုရှာမှာလဲ follower တွေများအောင်ဘာတွေတင်မှာလဲ recap လုပ်မှာလား reaction လုပ်မှာလား speaker လုပ်မှာလား reviewer လုပ်မှာလား blogger လုပ်မှာလားနေချင်းညချင်းတော့ monetization တွေပွင့်မှာမဟုတ်ပါဘူးသူများတွေကဒီနည်းနဲ့ပွင့်တာမြန်လို့ငါလည်းဒီနည်းနဲ့လုပ်ကြည့်မယ်ဆိုရင်တင်တဝဲလဲဖြစ်နေဦးမှာပါနောက်ဗီဒီယိုမှာ follower များဖို့ဘာတွေလုပ်တင်လဲပြောပြသွားမှာပါ